တရံသား၌ဆံမြင့်သည်အဖော်ပေါင်းများနှင့်ထန်းတော်၌ထရေတောက်နေတယ်ထိုနေ့ကထန်းတော်ပိုင်ရှင်ကိုအောင်ပုသည်ဝက်တကောင်ပေါ်သည်ဖြစ်ရာဆံမြင့်တို့အဖွဲအားဝက်ကလေးစာဟင်းဖြင့်တဲခင်းဧည့်ခံနေခက်ဆက်ဆက်ချက်ထားသောဝက်ကလေးစာဟင်းမှာအလွန်စားကောင်းလေကိုအောင်ပုလက်ရာကတောချက်ချက်ကျွေးသည်ဖြစ်ရာအတော်ပင်စားကောင်းနေတယ်ဆံမြင့်မှာတက္ကသိုလ်တက်စင်ကပင်ဝက်သားဒုတ်ထိုးအလွန်ကြိုက်သည်ဖြစ်ရာယခုကိုအောင်ပုရဲ့ဝက်ကလေးစာဟင်းကဂရင်းတွေးလာတယ်ဆံမြင့်ကတော်မူနေပြီဖြစ်သည်စိတ်လိုကိုလိုမူးမှာပေါ့သူကြောက်တော့ကိုကြီးကိုခင်ထုံးကမြို့ကိုညအိတ်သွားသည်မဟုတ်လားဒီတော့သူ့ဖို့ရာလွတ်လပ်နေပါလေဟဲ့အောင်နေတောက်ကြကွာငါဒီနေ့တကားခံမယ်ပြောကိုအောင်ဘူးကျွန်တော်ဝိုင်းအောင်တမီလောက်ချပေးပါအောင်ဗျာလာချပေးပါဦးကိုအောင်ဘူးကဆံမင်းတို့နဲ့ဆွေမျိုးမကင်ထိုးကြောင့်ဆံမင်းမူးနေမှန်းသိ၍ငါညီဆံမင်းမင်းလည်းမူးနေပြီပဲတော်ပါတော့ဟာမူးနေတော့ဆံမင်းကအာလေးရှာလေးဖြင့်အမှန်ခမကြီးကရောင်းရမအောင်လာတားတယ်ဟလားဒီမဲ့ကိုအောင်ဘူးကျွန်တော်ပတ်စံပေးတောက်မှာပဲသိလားပြီးတော့ခမချပေးတဲ့ကလီသာဟင်းကမြိန်တပြားအပြန်ကကြုတ်အဲ့ဒါပါဆယ်လေးထုတ်ပေးလိုက်အောင်အဲ့လှုပ်ပေးလိုက်အောင်သိလားဆမ်မင်းကြောင့်ကိုအောင်ဘူးကသိဒီကောင်လေးကသူမာရာချမပေးရင်ရင့်နေတော့မီတို့ကြောင့်ကိုအောင်ဘူးလည်းထရီတမြူထတ်ချပေးလိုက်တယ်ဆမ်မင်းနဲ့တောက်ဖို့တတ်သူကဟာရောက်ဖကလီသာဟင်းပါဆယ်ကဘာအတွက်တုံးကမင်းအိမ်အတွက်လားဆမ်မင်းကသူ့မေးစည်းကိုပုတ်လိုက်ပြီးဟုတ်နေမယ်ငါတက်ရဲ့မင်းကလည်းငါအိမ်တို့ကဘာကိစ္စယူမတုံးဟာဒါငါမတ်စပယ်အတွက်ဟေးတတ်သူသာမကကြံသောတငယ်ချင်းများဖြစ်တဲ့ညိုမောင်တာရင်နဲ့အန်ထူးမောင်ပါဗျိုင်တူအာမီရိတ်တန်ထွက်သွားကြလေလူကောင်သေးသေးအသားဖြူဖြူနဲ့တာရင်ကသူ့ထုံးစံတိုင်းစကားကိုအားထနဲ့ဟေးမတ်စပယ်အတွက်ဆိုယူမသွားနဲ့နော်မင်းကိုသူ့မေကရိုက်လို့နေမယ်တိုင်ကဒေါ်ထားကြောင်းသိတယ်ဒေါ်ထားသည်ပညာတတ်သည်ဟုလဲကြော်စောသည်မဟုတ်လားညနာပြပြနဲ့ညိုမောင်ကတာရင်စကားကိုဖြည့်ဆွတ်ပြောလိုက်တယ်ဟုတ်တယ်ဆန်းမင်းကမတ်စပယ်တို့အရင်ဝတ်သားမစားဘူးလေကွာသူ့မေဒေါ်ထားကနတ်ကြော်မလုပ်ပါနဲ့ကွာမင်းကလည်းဒေါ်ထားကြောင်းလဲသိရနဲ့အဲ့မိမကြီးစွာကြေခြင်းနဲ့မင်းပြဿနာမရှာပါနဲ့ကွာနော်ဆမ်မင်းကမူးနေသူပြီးတစိုးထိုးလှုပ်ချင်တယ်ဟင်းအောင်လေဒေါ်ထားနတ်ကြော်ငါတီးသားပဲဘာဖြစ်လဲတာငါသူ့အတွက်ယူသွားမှာမဟုတ်တာကွာမင်းတို့ကလေငါမကြီးလောင်မမစပယ်အတွက်ယူတာကွာယူမှာပဲဘာဖြစ်လဲဟိုးတပူရဲလာတော့ကတော့မှရွာတွေကဦးကြီးချမ်းကြီးတို့အလှမှာမမစပယ်ကငါဝက်သားရင်ထည့်ပြီးတော့မမစပယ်စားတယ်ကွာဟဲ့အောင်စားတာမှအစီသားတွဲလျက်နော်မမစပယ်ကဝက်သားကြိုက်တယ်ဘာဖြစ်လဲကွာငါတော့သွားပေးမှာပဲနော်မင်းတို့လိုက်ချင်လိုက်မလိုက်ချင်နေခဲ့ကြရှုပ်တယ်မူးနေသောဆံမင်းကထို့သောအပြတ်ပြောချလိုက်သည့်အခါကြံလူများမှာစိတ်အိုက်ကုန်ကြတယ်အမှန်မှာတော့ဆံမင်းဒေါ်ထားပေါ်မကျေနပ်သောအငုံစိတ်ကမူးလာသည့်အခါဗတ်တိုက်ရန်တွန်းအားပေးလာခြင်းဖြစ်တယ်မတ်စပယ်ဝတ်သားကြိုက်သည်ဆိုတော့သူ့မိအိမ်မှာစားရဲလိမ့်မည်မဟုတ်ချေဒေါ်ထားမှာနတ်ကြော်ဖြစ်၍တောင်မြုံနှစ်ပါးဖြစ်သည့်မင်းကြီးမင်းလေးမကြိုက်သောဝတ်သားကိုရှောင်းတယ်ဒါကိုတီသောဆံမင်းကတတ်မဲ့ဘက်တိုက်ခြင်းဖြစ်တယ်ဤတွင်သူတို့ထိုင်းအတူတောက်နေကြသောတငယ်ချင်းအုပ်စုနှစ်စုကွဲသွားတယ်ဆံမင်းနောက်ကအန်ထူးမောင်ကလိုက်မိဖြစ်ပြီးကျန်သူများကနေရစ်ခဲ့မိဆိုကြတယ်အန်ထူးမောင်ကဆံမင်းကိုကြောက်၍လိုက်ရခြင်းသာအဘေတောင်းဆိုသောအန်ထူးမောင်ငွေလိုလင်းဆံမင်းကသူ့မထံကချီးပေးနေကြဖြစ်ပါသည်ထို့ကြောင့်အန်ထူးမောင်မှာဒေါ်ထားကိုကြောက်တော့လဲဆံမင်းကိုလည်းသူ့ခမမလွန်ဆန်ဝွန့်သူဖြစ်နေတယ်တို့ဖြင့်သူတို့နှစ်ယောက်တည်းမတ်စပယ်တို့အိမ်တို့ခြေလန်းရိုင်နဲ့ထွက်လာခဲ့ကြတယ်မတ်စပယ်တို့ခြံရှိရောက်သည့်အခါထုံးစံတိုင်းဆံမြင့်ကမမစပယ်ဟုအော်ခေါ်တယ်ခေါ်လဲခေါ်လူကလည်းခြံထဲဝင်လာကြတယ်ခါတိုင်းဆိုဒေါ်ထားကအိမ်ပေါ်တဲ့ပရင်းကလှမ်းကြည့်တတ်တယ်သို့တော်ယနေ့တော့နတ်လာမေးသူရှိနေသဖြင့်ဒေါ်ထားကကြော်ပွဲရှိကမထနိုင်နောက်ဖွေးမိဖို့ကြောင့်မှညနေစာချက်ပြုတ်နေသောမတ်စပယ်ထွက်လာတယ်ဆံမြင့်တို့နှစ်ယောက်ကိုမြင်လိုက်ကြတဲ့ကဒီကောင်လေးတော့တောက်လာပြန်ပြီဟုမတ်စပယ်ကမြည်တွန်းတောက်တီးလိုက်တယ်ဟဲ့ကောင်လေးနင်မူးလာပြန်ပြီလားနင်တော့ငါနင်းကိုယူတိုင်ပြောမှဖြစ်တော့မယ်အမလေးဗျာအကိုကြီးတော့မတိုင်ပါနဲ့မမစပယ်ရဲ့ကျွန်တော်နည်းနည်းပဲတောက်တာပါကိုမောင်လေးအဲ့လိုတော့မရက်စားလိုက်နဲ့နော်ပြီးတော့ဒီမှာလीမမစပယ်တို့ကတကူးတကားနဲ့ဝက်ကလီသာဟင်းယူလာပေးတာမမဝတ်သားကြိုက်တယ်မို့လားဟင်ဆံမြင့်ကမူးနေသူဆိုတော့အတန်ကကြိတ်
မတ်စပယ်ခင်ဗျာမျက်လုံးပြူးမျက်စံပြူးနဲ့သူမရင်ဘတ်ကိုသူမလက်ဖြင့်ဖိထားလိုက်မိလေတယ်။ဆံမြင့်ရဲ့အတန်ကိုမေကြားသွားရင်ဒုက္ခဟုတွေးမိ၍ထိတ်ခနဲဖြစ်သွားတယ်။ဟဲပြန်သွားမောင်လေးမမတို့ကတတိယယူလာပေးတာကျေးဇူးတင်တယ်ကွယ်။ဒါမဲ့ဒီအိမ်မှာမမတို့ဝတ်သားမစားဘူးလေ။အော်မေတိသွားရင်တော့မိုးမီလောင်တော့မှာပဲ။မတ်စပယ်ကတွင်ငင်းဆံမြင့်တို့ကိုပြန်ရန်တောင်းပန်နေသည်။သို့တော်ပေါ်တက်ကဒေါ်ထားသည်သူအားအိမ်နိုင်ရာရောက်စော်ကားမော်ကားလှုပ်လာသောဆံမြင့်ကိုတီးခံနိုင်စွမ်းမရှိတော့ချေနမေးလာသူများကိုခဏတောင်းပန်၍အိမ်အောက်သို့ဆင်းချလာတယ်ဟဲ့ကောင်ဆံမြင့်ဒေါ်ထားမျက်လုံးတွေကဒေါသအခိုးရှံတွေထွက်နေလူကဒေါသကြောင့်တုံရင်နေတယ်ဒေါ်ထားတန်ကခါတိုင်းနဲ့မတူဟိန်ထွက်လာသည်ဟုခံစားရတယ်ဒေါ်ထားလက်ထဲမှာနတ်ကာယာတွင်သုံးသောကြောက်စီရွှေချလက်ကင်ရိုးပါတရှိတလက်ကိုခတ်တင်းစုပ်ကင်ထားတယ်မူးနေသောဆံမြင့်နှင့်အန်ထူးမောင်ပင်အမှုပြေသွားတဲ့အောင်ပင်နင်စော်ကားလာကြီးလားဆံမြင့်နင်ဒါတမင်တက်ငါ့ကိုလာစော်ကားတာမလားဘာလဲမုတ်ဆိုးမသားမီနှစ်ယောက်တည်းနေတာမလို့အခုလိုလာစော်ကားတာလားဟင်ဆံမြင့်ခမမူးနေတော့ကတော့ဒေါ်ထားကိုကြောက်ရကောင်းမှမသိလူကြီးသူမဆိုပြီးရိုသေးလေးစားမှမသိဒီဖွားကြီးနတ်ကြော်ပဲလူတွေကိုလိန်ညာစားနေတဲ့မိမကြီးဟူသာအောက်မေ့ထားကြတယ်ခုတော့ဒေါ်ထားကသူတို့ကိုတဲ့မေးလေပြီအန်ထူးမောင်ကလက်အုပ်လေးချီ၍ကျွန်တော်ကသူခေါ်လို့လိုက်တာပါကြီးတော့စော်ကားလို့သိတဲ့စမ်းမမရှိပါဘူးဗျာဟေ့ရောက်ဆမ်းမြင့်ငါပြန်ပြီးမင်းကိစ္စမင်းမသာရှင်းတော့ကွာအန်ထူးမောင်ကတငယ်ချင်းကောင်းပီသားလီစွာဒေါ်ထားဤဒေါသကိုမြင်သောအခါဆမ်းမြင့်ကိုတယောက်တည်းထား၍ထွက်သွားတယ်ဆမ်းမြင့်ကသူ့ကိုအားကိုးဖြင့်ဘာဆိုင်လို့လဲဗျာကျွန်တော်ကမမစပယ်ကိုဟင်းလာပေးတဲ့ဥစ္စာကြီးတော့ဘာစော်ကားလို့လဲဟမ်နင်ဘာကြောင့်နဲ့ငါသမီးကိုငါမကြိုက်တဲ့ဝတ်သားဟင်းလာပေးတာလဲဆိုတာနေပါသာသိမှာပေါ့ဒီမှာဆမ်းမြင့်နင်အခုချက်ချင်းငါအိမ်ထဲထွက်သွားလိုက်နော်နောက်တစ်ခါနင်းမျက်နှာကိုငါအိမ်ငါချန်ထဲမှာမမြင်ရစေနဲ့အေးပြီးတော့ငါတစ်ခါတည်းပြောလိုက်မယ်မိသားတို့ကကိုစပြီးဘယ်သူမှမစော်ကားသလိုကိုစော်ကားနေငိမ့်ကန်နေမှမထင်နဲ့ဒေါ်ထားသည်ထို့သို့ပြောပြီးသူမအသက်ရွယ်နေမလိုက်စွာဆံမြင့်အနီးသို့လင်းမြန်သွားရောက်သွားတယ်ဆံမြင့်မှာဒေါ်ထားကိုမကြောက်တော့လဲဒေါ်ထားလက်ထဲကလက်ထနေသောဓားကိုယွန်းသောကြောင့်အနှဲငယ်အနောက်သို့ဆုပ်လိုက်မိတယ်ဒေါ်ထားကဆံမြင့်လက်ထဲကဝက်ကလီစာဟင်းကိုဖြတ်ကနေဆွဲယူလိုက်သည်ဆံမြင့်ကအကြောင်သားငေးနေမိတယ်ဒေါ်ထားသည်ထုတ်ထားသောပလတ်စတစ်အိတ်ဝါကိုဖြီ၍ဝက်ကလီစာဟင်းထဲကိုထွေကနေစရွေးထွေးချလိုက်တယ်ပြီးတော့ထိုထုတ်ကိုဆံမြင့်လက်ထဲပြန်ထည့်ပေးလိုက်ပြီးဆံမြင့်နဖူးပေါ်ကိုသူမကင်ထားသောဓားဖြင့်အပြားလိုက်ကပ်၍ဒီဟင်းကိုနင်ကုံအောင်စားရမယ်